ရှင်တော်မြတ်ဖျားပြိဋိဘံဆံတော်မူပြီးနောက်ခုနှစ်ရက်ခန့်ကြာအရှင်မကတ္တပမထေရမြတ်ကြီးဟာရဟန်း၅ရုံးနဲ့အတူဂုတ်တိနာယုံရကုံတာမောအင်ဂျင်တော်သို့ကြွတော်မူခဲ့ပါသည်လမ်းကြီးမှာဖျားရှင်ပြိဋိဘံဆံတော်မူကြောင်းသတင်းစကားကြား၍ရဟန်းတော်များယူကျုံမရငိုကြွေးပူဆွေးကြပါသည်သူ့ဘာသာတော်တဲ့ရဟန်းကြီးကငါရှင်တို့မငိုကြနှင့်ငါတို့တွေယဟန်ဂေါရမရဲ့အချုပ်ချယ်ခံရတာတွေများလာပြီအခုအချုပ်ချယ်အောက်ကလွတ်မြောက်ကြပြီလို့ဝန်တာအားရစွာပြောဆိုပါတယ်အရှင်မကတ္တပမထေရမြတ်ဟာတောတဲ့ယဟန်ကြီးရဲ့အတန်ကိုကြား၍တာဝေကဉာဏ်ဖြစ်တော်မူပါတယ်မထေရမြတ်ဟာအနာဂတ်သာသနာရေးအတွက်စိတ်မရင်းနိုင်ရှာဗုဒ္ဓမြတ်စွာသာသနာတော်အရှိတိရခိုင်ခံ့ဖို့အတွက်ဗုဒ္ဓတရားတော်များသင်္ဃာရဏတင်ရန်အကြံဖြစ်တော်မူပါတယ်ဒါကြောင့်လေမထေရမြတ်ဟာအဇာဇနင်းရဲ့အကူအညီကိုရယူ၍ယဟန္တာ900ဖြင့်ပထမသင်္ဃာရဏတင်တော်မူခဲ့ပါတယ်။ဖျားရှင်ပြိဋိဘံဆံတော်မူပြီးနောက်အနှစ်တရာလောက်ကြာတဲ့အခါဝိဇီတိုင်းသားယဟန်များဖျားရှင်ဥပဒေနဲ့စန့်ကျင်တဲ့အမှုကိစ္စများပြုလုပ်လာကြပြန်ပါတယ်။အဲဒီအခါအရှင်ရတမထေရမြတ်ကြီးကအနာဂတ်သာသနာအတွက်စိုးရင်ကြောင်းကြဖြစ်တော်မူ၍ယဟန္တာ900တို့နဲ့အတူဒုတိယသင်္ဃာရဏတင်တော်မူခဲ့ရပြန်ပါတယ်။ရှင်တော်မြတ်ဖျားပြိဋိဘံဆံတော်မူပြီးနောက်နှစ်ပေါင်း200ကျော်လောက်ရောက်တဲ့အခါဒိဋ္ဌိများဟာအစားအသောက်ကြက်တဲလာကြတဲ့အတွက်ယဟန်အယောင်ဆောင်၍မိစ္ဆာယူဆများဟောကြားနေကြပါတယ်။အဲဒီအခါယဟန်ကောင်းများဟာယဟန်သူများနဲ့အတူတကွတာငါကိစ္စများဆောင်ရွက်ရန်စိတ်နှောက်ယှက်ဖြစ်ကြပါတယ်။ထို့အတွက်ကြောင့်လေအရှင်မောဂလိပုဒ္ဒဒိဋ္ဌမထေရမြတ်ကြီးဟာသာသနာတော်ကိုသက်ဝင်ယုံကြည်တဲ့တိရိဓမ္မသောကမင်းကြီးနဲ့သာသနာတော်တန်ရှင်းဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။အဲဒီလိုတိုင်ပင်ပြီးနောက်ယဟန်သူများကိုတိရိဓမ္မသောကမင်းကြီးရဲ့အာဏာစက်ဖြင့်လူထွက်ခိုင်းပြီးသာသနာတော်တန်ရှင်းရေးကိုစီမံဆောင်ရွက်ရပြန်ပါလေ။အဲဒီနောက်တော့အရှင်မောဂလိပုဒ္ဒဒိဋ္ဌမထေရမြတ်ဟာယဟန္တာတစ်ထောင်ဖြင့်တတိယသင်္ဃာရဏတင်တော်မူခဲ့ကြပြန်ပါလေ။ရှင်တော်မြတ်ဖျားတက်တော်ထင်ရှားရှိတော်မူစဉ်မှစ၍ယဟန်တော်များဟာတရားဟောတရားဒေသနာတော်များကိုနှုတ်တဲ့အာဂုံအလွတ်ရအောင်ဆောင်တော်မူခဲ့ကြရပါလေ။တီဟိုခေမိစ္ဆာမင်းဆိုးများရဲ့လက်ထက်ရဟန်းတော်များသွန်အာဟာရမမီဝဲရအောင်ဆင်းရဲဒုက္ခရောက်ခဲ့ရပါလေ။ဒီလိုဒုဗိကန္တရကံမျိုးနောက်ခါမှာဆက်ရောက်ဦးမည်ဆိုရင်ဖျားဟောပေါ်ဒေသနာတော်များအလွတ်အာဂုံမဆောင်နိုင်တော့ပဲပရိယတ်တိသာသနာတော်ကြီးကွဲပြောက်သွားမယ့်အရေးကိုကြိုတင်မျှော်တွေးတော်မူကြတဲ့ရဟန်းတော်များဟာဖျားဟောပေါ်ဒေသနာတော်များကိုပေရွက်ပေါ်မှာရေးထိုး၍သရုတ်ထသင်္ဃာရဏပေတဲ့အခရာတင်တော်မူကြပါလေ။တိရိဓမ္မသောကမင်းကြီးလက်ထက်တတိယသင်္ဃာရဏတင်ပြီးတဲ့အခါအရှင်မောဂလိပုဒ္ဒဒိဋ္ဌမထေရမြတ်ဟာမေဇိမဒေတာပြင်ပဖြစ်တဲ့ကိုယ်တိုင်ကိုယ်ဌာနသို့ယဟန်တော်များကိုသာသနာပြုဆေလွတ်တော်မူခဲ့ပါလေ။သုဏဘုံမိတထုံပြည်သို့အရှင်သောနာနဲ့အရှင်ဥဒ္ဒရမထေရမြတ်နှစ်ပါးကြွရောက်တော်မူခဲ့ကြပါလေ။အဲဒီအချိန်ကတထုံပြည်ကိုနှောက်ယှက်နေကြတဲ့နတ်ဘလူးများရဲ့ရန်ကိုမထေရမြတ်ကြီးနှစ်ပါးရဲ့ဖုံးတကိုအာနုဘောဖြင့်ရှင်းလင်းသုတ်တင်နှိမ်နှင်းတော်မူခဲ့ပါလေ။အဲဒီအချိန်ကစပြီးသုဏဘုံမိတထုံပြည်မှာဗုဒ္ဓမြတ်စွာသာသနာတော်စတင်တည်တံ့ပြန်ပွားခဲ့ပါလေ။ပကံပြည့်ရှင်အနောထာမင်းဆိုဟာတထုံပြည်မှပိဋကတ်တော်များပင့်ဆောင်ခဲ့ပါလေ။ရှင်အာရဟံရဲ့ဥဆောင်ကူညီမှုဖြင့်အကြီးကြီးများနှောမွန်းနေတဲ့ပကံသာသနာကိုသုတ်တင်ရှင်းလင်းပြီးထေရဝါဒမြတ်ဗုဒ္ဓသာသနာတော်အဖြစ်ပြောင်းလဲပုံဖော်ခဲ့ပါလေ။အဲဒီနောက်ပကံခေတ်မှသည်ကုန်းပေါင်ခေတ်ထိခေတ်ဆက်ဆက်မင်းဆက်ဆက်တန်ဃာတော်အဆက်ဆက်မြတ်ဗုဒ္ဓသာသနာတော်ကိုထိန်းသိမ်းဆောင်ရှောက်လာခဲ့ကြပြီးကုန်းပေါင်ခေတ်မင်းတို့မြတ်တရားလက်ထက်ဘုရားဟောပေါ်ပိဋကတ်တော်များကိုကြောက်ပြားပေါ်မှာရေးထွင်းစေပြီးပိစမသင်္ဃာရဏကြောက်တဲ့အခရာတင်တော်မူခဲ့ကြပါလေ။ရဟန်းဘုံနေပြည်တော်၌ပိစမသင်္ဃာရဏတင်ပွဲဆင်နွှဲပြီးနောက်83နှစ်အကြာရန်ကုန်မြို့သီရိမင်္ဂလာကဘာကြီးကုန်းမြေစထပါဒနာနိုင်ဦးတော်၌စထသင်္ဃာရဏစာပုံလေးအခရာတင်ပွဲကြီးဆင်နွှဲခဲ့ကြပါလေ။စထသင်္ဃာရဏတင်ပွဲကိုထေရဝါဒနိုင်ငံများဖြစ်ကြတဲ့မြန်မာ၊ယူရီးယား၊ကမ္ဘောဒီးယား၊လာအိုနဲ့သီရိလင်္ကာ9နိုင်ငံမှရဟန်းတော်ပေါင်း2500ဖြင့်ဆင်ရင်ကျင်းပခဲ့ကြပါလေ။